အပိုင်းနှစ်ရဲ့အစမှာတော့ထိတ်လန့်တုန်လှုပ်စွာနဲ့သူကဂျွန်ဒီတာအကြောင်းရေးသားထားတဲ့စာအုပ်တွေကိုရှာဖွေကြည့်ခဲ့ပေမဲ့အဲ့ဒီစာအုပ်တွေမရှိတော့တာကိုတွေ့လိုက်ရပါတယ်။သူကဓာတ်တို့ကိုဖုတ်ခေါ်ပြီးဂျွန်ဒီတာအကြောင်းစာအုပ်တွေမှာထားလေလို့မေးခဲ့ပါတယ်။ဓာတ်တို့ကတော့အဲ့လိုဘယ်လိုလဲဆိုတာမသိခဲ့ပါဘူး။နောက်တစ်နေ့မှာအိုခါဘေးကထူးဆန်းတဲ့မျိုးသမီးတဦးရဲ့တုံ့ဝင်နေတာကိုခံခဲ့ရပါတယ်။သူကသူမရှိပြေးသွားပြီးအဲ့တပုံကိုဖျက်ပေးဖို့တောင်းဆိုခဲ့ပါတယ်။သူမရဲ့နာမည်ကမိုးရဲခါဖြစ်ပြီးသူမကဒီနေ့သူသွားခဲ့တဲ့နေရာတွေနဲ့သူတွေ့ခဲ့တာတွေရဲ့တပ်တွေအဖြစ်တပ်ပုံရိုက်ခဲ့တာဖြစ်ကြောင်းပြောဆိုပြီးတောင်းပန်ခဲ့ပါတယ်။ပြီးတော့သူမကရှီအောင် PC မော်ဒယ်တစ်ခုအကြောင်းအချက်လက်ရှိလားလို့မေးခဲ့ပါတယ်။သူမကသူဘယ်လို PC အမျိုးအစားလဲဆိုတာရှာဖွေတွေ့ရှိရင်ဓာတ်ပုံကိုဖျက်ပေးမယ်လို့ပြောခဲ့ပါတယ်။သူကမချီမချမ်းနဲ့ပဲလက်ခံခဲ့ရပါတယ်။နောက်ပိုင်းမှာတော့သူကကြောင်ကဖေးတစ်ခုကိုသွားခဲ့ပြီးအဲ့ဒီမှာမာယူလေးလှုပ်နေခဲ့ပါတယ်။အိုခါဘေးရဲ့စိတ်ကူးရင်ဆန်တဲ့အပြုအမူတွေကိုထင်းစမ်းစွာလိုက်လှုပ်ဆောင်ပေးနေတဲ့နောက်ထပ်လူတစ်ဦးဖြစ်တဲ့ Ferris ညနဲ့လည်းမိတ်ဆက်ပေးခဲ့ပါတယ်။ကဖေးထဲမှာသူကဓာတ်ရုံနဲ့တွေ့ဆုံခဲ့ပြီးဓာတ်ရုံကအမျိုးသမီးရှာနေတဲ့ PC ကIBM 9100လို့ခေါ်ကြောင်းပြပြခဲ့ပါတယ်။အဲ့ဒါကအလွန်ရှားပါးပြီးရရှိဖို့အလွန်ခက်ခဲပါတယ်။တခွဲခန်းကိုပြင်ရောက်တော့သူတို့ဟာဖုန်းနဲ့ထိန်းချုပ်နိုင်တဲ့မိုက်ခရိုဝေ့နဲ့ထပ်မံစမ်းသပ်ခဲ့ကြပါတယ်။သူတို့ကငပြောသီးတစ်လုံးကိုယူပြီးမိုက်ခရိုဝေ့ထဲထည့်ကစမ်းသပ်မှုကိုစတင်ခဲ့ပြီးအချိန်ကို120စက္ကန့်ဖြစ်သတ်မှတ်ခဲ့ပါတယ်။အချိန်ကုန်သွားတဲ့အခါမှာတော့ငပြောသီးကပျောက်ကွယ်သွားခဲ့ပါတယ်။သူတို့နှစ်ဦးစလုံးကတယောက်ကိုတယောက်လှည့်စားနေတယ်လို့ထင်ခဲ့ကြပါတယ်။သူတို့ကငပြောသီးလာတဲ့အခိုင်ကိုကြည့်လိုက်တဲ့အခါမှာတော့အဲ့ဒါကအခိုင်နဲ့လုံးဝပြန်လည်တွဲကပ်နေပြီးအစိမ်းရောင်နဲ့ဂျယ်လီပုံစံဖြစ်နေတာကိုတွေ့လိုက်ရပါတယ်။ကလေးစုလည်းဝင်လာပြီးသူတို့စိတ်ဝင်စားစရာကောင်းတဲ့စမ်းသပ်မှုတစ်ခုလုပ်နေတယ်လို့ပြောတဲ့အခါမှာတော့သူတို့ထိတ်လန့်သွားခဲ့ပါတယ်။အိုခါဘေးကသူမဘလို့ရှာတွေ့လဲဆိုတာသိချင်ခဲ့ပြီးဓာတ်တို့ကအလန်းညွန်ပေးခဲ့ကြောင်းသူမဝန်ခံခဲ့ပါတယ်။သူမကဝင်လာပြီးသူမဓာတ်နဲ့ထုတ်ခံရတယ်ဆိုတဲ့သူ့ရဲ့ပြောဆိုချက်အကြောင်းနည်းနည်းပိုသိချင်ခဲ့ကြောင်းဒါပေမဲ့အခုတော့အခိုင်ကဂျယ်လီဖြစ်နေတဲ့ငပြောသီးအကြောင်းစိတ်ဝင်စားကြောင်းပြောပြခဲ့ပါတယ်။သူမကဒီငပြောသီးနဲ့မိုက်ခရိုဝေ့နဲ့ပါဆိုင်လဲဆိုတာအသေးသေးသိချင်တယ်လို့ပြောခဲ့ပါတယ်။သူကသူမကိုမိုက်ခရိုဝေ့ရဲ့လှုပ်ဝက်ချက်တွေအကြောင်းပြောပြမယ်လို့ပြောခဲ့ပါတယ်။ဒါပေမဲ့သူမကသူတို့နဲ့ပူးပေါင်းပြီးတခွဲခွန်းအဖွဲ့ဝင်အစ်စ်ဖြစ်လာမှသာပြောပြမယ်လို့ပြောခဲ့ပါတယ်။သူမကမကြည်မချမ်းနဲ့သဘောတူခဲ့ပြီးမာယူရီကတခွဲခွန်းကိုပြေးတက်လာတာကိုတွေ့ရမှာဖြစ်ပါတယ်။တခွဲခွန်းကိုဝင်ရောက်လာတဲ့အခါမှာတော့သူမကအဖွဲ့ထဲမှာနောက်ထပ်မိန်းကလေးအဖွဲ့ဝင်တအုပ်နောက်ဆုံးတော့ရှိလာလို့ပျော်ရွှင်နေခဲ့ပါတယ်။သူတို့ကနောက်ထပ်စမ်းသပ်မှုတစ်ခုထပ်လုပ်ခဲ့ပါတယ်။အဲ့ဒါကကီရီစုဓာတ်နဲ့ထိုးခံရတာနဲ့ပတ်သက်ပြီးဓာတ်တို့ကိုသူပို့ခဲ့တဲ့စာတိုကအတိတ်ကိုတစ်ပတ်အစောပိုင်းကရောက်ရှိခဲ့တဲ့အခြေအနေကိုပြန်လည်ဖန်တီးဖို့ကြိုးစားခဲ့တယ်ပါ။သူတို့ကမာယူရီရဲ့ကြက်သားကိုမိုက်ခရိုဝေ့ထဲထည့်ပြီးစမ်းသပ်မှုစတင်ခဲ့ပါတယ်။ဒါတို့ကအိုခါဘေးကိုစာတိုတစ်စောင်ပို့ခဲ့ပါတယ်။ခဏကြာမှတော့မာယူရီကသူ့ကြက်သားကိုအေးအေးဆေးစားချင်နေသေးတာကြောင့်မိုက်ခရိုဝေ့ကိုဖွင့်လိုက်တဲ့အခါမှာလျှက်စစ်ဓာတ်တွေအခန်းထဲကိုပန်းထွက်လာပြီးမိုက်ခရိုဝေ့တင်ထားတဲ့စပွဲကိုနှစ်ချမ်းကွဲသွားစေကကျမ်းပြင်မှာအပေါက်တစ်ပေါက်ဖြစ်သွားခဲ့ပါတယ်။ကြက်သားကတော့ကံမကောင်းစွာနဲ့ပဲမကြံခဲ့ပါဘူး။ဒါပေမဲ့အိုခါဘေးကသူ့ဖုန်းကိုစစ်ဆေးကြည့်တဲ့အခါမှာဓာတ်ရုစီကစာတိုကိုတစ်ပတ်အစောပိုင်းကလက်ခံရရှိခဲ့တာကိုတွေ့လိုက်ရပါတယ်။အိုခါဘေးကအဲ့ဒါကိုအတိတ်ကို message တွေပို့နိုင်တဲ့အချိန်ဆက်အပြည့်အစုံဖြစ်တယ်လို့ကြေညာခဲ့ပါတယ်။ကီးစုကတော့မယုံကြည်နိုင်စွာနဲ့ပဲတခွဲခန်းထဲကနေထွက်သွားခဲ့ပါတယ်။အချိန်အချို့ကြာပြီးနောက်မှာတော့အိုခါဘေးကဓာတ်တို့ကို SCRN ဆိုတဲ့အဖွဲ့အစည်းဖန်ဆိုင်တဲ့ Large Hadron Collider ရဲ့ပုံတွေကိုကြည့်နေတာကိုတွေ့လိုက်ရပါတယ်။ဓာတ်တို့က LHC ဆိုတာမီနီဘလက်ဟိုးတွေကိုထုတ်လုပ်နိုင်တယ်ဆိုတဲ့ကောလာဟလတွေအကြောင်းပြောပြခဲ့ပါတယ်။အိုခါဘေးကဂျွန်ဒီတာ2000ပြည့်နှစ်အစောပိုင်းကပို့ချင်ခဲ့တာတွေကိုပြန်သတိရသွားခဲ့ပါတယ်။အဲ့ဒါက SCRN ဟာ2034ခုနှစ်မှာသူတို့ရဲ့ပထမအဆုံးအချိန်ဆက်ကိုဖန်တီးပြီးအဲ့ဒီဆာနဲ့ dystopian အနာဂတ်ကိုဖန်တီးခဲ့တယ်ဆိုတာပါပဲ။အိုခါဘေးကဓာတ်တို့ကို SCRN ကိုဟက်လုပ်ပြီးသူတို့လုပ်နေတာတွေနဲ့ပတ်သက်တာတစ်ခုခုရှိမရှိကိုကြည့်ဖို့တောင်းဆိုခဲ့ပါတယ်။နောက်ပိုင်းမှာတော့အိုခါဘေးကလက်ရှိ message board တွေပေါ်မှာဂျွန်ဒီတာလိုကိုပြောနေတဲ့သူနဲ့ဆက်သွယ်နိုင်ခဲ့ပါတယ်။သူကအိုခါဘေးကိုသူ့ဖုန်းနံပါတ်တွေကိုပေးခဲ့ပြီးသူဆက်သွယ်ရင်အဖြေပေးမယ်လို့ပြောခဲ့ပါတယ်။နောက်တစ်နေ့မှာအိုခါဘေးနဲ့မာယူရီတို့တခွဲခန်းကိုပြင်ရောက်တဲ့အခါမှာတော့ဓာတ်တို့က SCRN ကို hack လုပ်နိုင်ခဲ့ပြီလို့အောင်ပွဲခံနေတာကိုကြားလိုက်ရပါတယ်။ email ချုပ်ကိုဖတ်ရှိပြီးနောက်မှာတော့သူတို့ဟာ SCRN ကမီနီဘလက်ဟိုးတွေနဲ့ထိပ်တန်းလောက်ဝက်အချိန်ခီးသွားခြင်းစမ်းသပ်မှုတွေတက်ကြွစွာလှုပ်ဆောင်နေခဲ့ပြီးအဲဒါကြောင့်လူ14ဦးထပ်မံတည်ဆုံခဲ့ရတယ်ဆိုတဲ့အချက်လက်အချို့ကိုတွေ့လိုက်ရပါတယ်။သူတို့ကစနစ်ထဲကိုပုံမှန်ချမ်းသာဝင်ရောက်ဖို့ကြိုးစားခဲ့ပေမဲ့ကျွန်တော်အားလုံးကတော့ဓာတ်ရဲ့ hardware နဲ့ဖြည့်ရှင်းနိုင်တဲ့ code တစ်ခုနဲ့ encrypt လုပ်ထားတာကိုတွေ့လိုက်ရပါတယ်။အိုခါဘေးကဂျွန်ဒီတာပေးခဲ့တဲ့ဖုန်းနံပါတ်ကို message ပို့ပြီးတခုခုမေးချင်ခဲ့ပါတယ်။အချိန်ချို့ကြာပြီးနောက်မှာသူကနောက်ဆက်တွဲအဖြေတစ်ခုရရှိခဲ့ပါတယ်။အဲ့ဒါက encryption ဟာ IBM ကတည်ထွင်ထားတဲ့ proprietary programming language ဖြစ်ပြီးအဲ့ဒါကိုဖတ်ရှုဖို့ဒါမှမဟုတ်ဖြည့်ရှင်းဖို့အတွက်မိုးရဲကရှာနေတဲ့ IBM 9100ကွန်ပျူတာကိုလည်းလိုအပ်မယ်ဆိုတာပါပဲ။အဝိဇ္ဇော်နေတော့ကသူတို့ကကီရီစုနဲ့မတော်တဆတွေ့ဆုံခဲ့ပါတယ်။သူမကသူ့ရဲ့ဖုန်း microwave ဟာအချိန်ဆက်ဖြစ်တယ်ဆိုတာကိုဘလို့မှလက်မခံနိုင်သေးပဲတခုခုတော့မှားယွင်းမှုရှိနေရမယ်လို့ပြောခဲ့ပါတယ်။ပြီးတော့သူမကအဲ့ဒီကိစ္စမှာဘလို့မှပါဝင်တော့မှာမဟုတ်ကြောင်းနဲ့သူမဖခင်လုပ်ခဲ့တဲ့အမှားမျိုးကိုထပ်မလုပ်တော့ဘူးလို့ပြောခဲ့ပါတယ်။အိုကာဘေးကလည်းသူမကိုတခွဲခန်းထဲကိုဝင်ခိုင်းခဲ့တဲ့အတွက်တောင်းပန်ခဲ့ပြီးသူမအနေနဲ့နောက်ထပ်လာစရာမလိုတော့ဘူးလို့ပြောခဲ့ပါတယ်။ သူ
သူမကထွက်သွားဖို့စတင်ခဲ့ပေမဲ့သူကသူမကိုပြန်ဆွဲခေါ်ခဲ့ပြီး IBM 9100အကြောင်းတစ်ခုခုသိလားလို့မေးခဲ့ပါတယ်။အဲ့ဒါက SCI ရဲ့လှုပ်ဝက်ချက်တွေကိုဖြည့်ရှင်းတာနဲ့ပတ်သက်တယ်လို့ပြောခဲ့ပါတယ်။သူကအားလုံးကိုဖန်တီးပြောဆိုနေတယ်လို့ထင်ပြီးသူမကထွက်သွားခဲ့ပါတယ်။အချိန်အချို့ကြာပြီးနောက်နေ့လည်စာစားနေတော့မှအိုကာဘဲကမာယူရီစီကဖုန်းခေါ်ဆိုမှုတစ်ခုကိုလက်ခံရရှိခဲ့ပါတယ်။မာယူရီက Faris ကသူရှာနေတဲ့ PC ကိုတွေ့ခဲ့ကြောင်းအဲ့ဒါကရူကာရဲ့မိသားစုပိုင်ဖျားเจ้าမှာရှိနေကြောင်းပြောပြခဲ့ပါတယ်။သူအဲ့ဒီကိုသွားနေတော့မှပဲ IBM 9100အကြောင်းသူ့ဘာသူစုံစမ်းနေတဲ့ကီရီစုကအဲ့ဒီမှာရှိနေခဲ့ပါတယ်။ယူကာကပြေးလာပြီးအိုကာဘဲကအချင်းလေးကိုရှင်းပြခဲ့ပါတယ်။ယူကာကသူ့ဖခင်ကိုတော့ပြောခဲ့ပြီးခဏကြာမှတော့ဖခင်ကထွက်လာပြီးလူတယောက် IBM ကို10နှစ်စောပိုင်းကသူတို့ဖျားเจ้าကိုလှူဒန်းခဲ့တော့ကတနေ့မှာအဲ့ဒါကိုလိုအပ်တဲ့လူငယ်တူပေါ်လာလိမ့်မယ်လို့ပြောခဲ့ပြီးအဲ့ဒါကိုကောင်းကောင်းထိန်းသိမ်းဖို့ပြောခဲ့ကြောင်းရှင်းပြရင်းနဲ့အပိုင်း2ကိုဒီမှာထင်အဆုံးသတ်ပြရစီ။အပိုင်း3ကိုလည်းဆက်နေပေးမှာမို့လို့ like and subscribe လုပ်ထားပြီးဖို့မမေ့ပါနဲ့နော်